တော့ကြီးသွားပြီတော့လေဟုတ်တယ်ငယ်ငယ်တုန်းကခွာကြတော့ကြီးနေပြီဆိုတော့အခုရေမဝဲခင်တော့ပေါ့စဉ်းစားတာပေါ့နော်ရေမွေးတွေရှုရှုကြားဖျားပြင်ကြတာပေါ့ဗလီမဆိုရုပ်ကားတယ်နောက်ဒီတော့စိတ်ကိုလည်းပြင်ဖို့မလိုဘူးလားနောက်ဒီတော့ကိုယ့်ရဲ့စိတ်ကိုဒီမြင့်မြတ်တဲ့ပြမဝိရတရားလေးပါဒီပြမစိုးတရားလေးပါနဲ့ကိုယ့်ရဲ့ဘဝကိုတည်ဆောက်ဖို့မလိုဘူးလားရွှေနန်းတော်ကြီးမှာရွှေပရိန်ပေါ်ကြီးမှာရွှေဘုံတွေကိုစားနေပါတော့လေဒီပြမဝိရတရားလေးပါမရှိရင်ကျုံညာတဲ့ပုဂ္ဂိုလ်ကျူးကျော်ရောက်ကလေးမှာတဲလေးထိုးပြီးတော့တနေ့လုံးမှတနေ့စားပြီးတော့ဒီမေတ္တာကရုဏာမုဒိတာဥပေက္ခဒီတရားလေးပါကိန်းနေတဲ့ပုဂ္ဂိုလ်ဒီတရားလေးပါနဲ့နေတဲ့ပုဂ္ဂိုလ်ဟာမြင့်မြတ်တဲ့ပုဂ္ဂိုလ်ကိုယ့်ရဲ့ဘဝကိုဒီမေတ္တာကရုဏာမုဒိတာဥပေက္ခမြင့်မြတ်တဲ့တရားတွေနဲ့တည်ဆောက်ထားတဲ့အတွက်သေပြီးတဲ့အခြားမှာလည်းပဲအဲ့ဒီပုဂ္ဂိုလ်ဟာမြင့်မြတ်တဲ့ဘုံဘဝတွေကိုပဲရောက်မယ်။ရောက်ဝဲကိုပဲရောက်မယ်။ကျုံညာနဲ့ဘဝသွားပါမလား။အားဖြင့်လို့လေကိုယ့်ရဲ့ဘဝကိုမြင့်မြတ်တဲ့တရားလေးပါနဲ့တည်ဆောက်ထားလို့တဲ့။ဒါကြောင့်မို့ဒီတရားလေးပါထဲမှာကရုဏာနဲ့မုဒိတာကဒီနှစ်ခုကြည့်လိုက်မယ်ဆိုရင်ကရုဏာကတရားမှာ69ရောက်လောက်ရှိနောက်ကိုယ်တိုင်နေကြတဲ့ပုဂ္ဂိုလ်တဏှာကြတဲ့ချင်နာကြတဲ့ကုညီကြတဲ့ပေးမကြတဲ့စောက်ရောက်တဲ့ကုညီလိုတဲ့စိတ်ရှိတယ်ပေါ့နောက်ကိုရေဘေးတို့ငလင်းဘေးတို့ဆိုလဲသွားရှူကြမိတို့တိုင်ရင်တဏှာကတော့အားဖြင့်လို့ကရုဏာတဏှာရဲ့ရှိတရားမှာ69ရောက်လောက်ကတော့ရှိကရုဏာဒါပေမဲ့ကရုဏာကထားရုံမရဘူးသူကကိုယ်အိတ်ထဲကမှစိုက်ထုတ်ပြရဘူးလားနောက်ငွေလုံးနဲ့ငွေရွှေလုံးနဲ့ရွှေစံလုံးနဲ့စံစီလုံးနဲ့စီလိုအပ်တဲ့အရာကိုမထုတ်ပြရဘူးလားလိုအပ်တဲ့အရာကိုထုတ်ပြရမုဒိတာကြတော့ကိုယ်ထက်သားတဲ့ပုဂ္ဂိုလ်တွေ့တယ်ဝါမြောက်တာဒီမုဒိတာကြတော့တရားမှာတရားလောက်ပဲရှိကျန်တဲ့69ရောက်လောက်ကဖြစ်ဖို့ခက်ဒါပေမဲ့မုဒိတာကြတော့ကိုယ်အိတ်ထဲကစိုက်ထုတ်ကြရလိုလားမလိုဘူးနောက်သူများလူလာကိုမနာလိုပြီးတော့ပိတ်ပင်တာတွေလည်းရှိသူများလူလာလေကိုနာဟုတ်ရဲ့ကိုခီရကုန်နေဆိုလည်းတစ်မျိုးပေါ့ကိုလည်းမကုန်မနဲ့အဲ့လိုမျိုးတွေပေါ့ကိုကြီးကစိုက်ထုတ်ပေးကြရမလို့ဘူးမုဒိတာကတရားသဘောလေးနဲ့ကြည့်လိုက်မယ်ဆိုရင်ကရုဏာနဲ့မုဒိတာဘယ်ဟာကလွယ်လဲဆိုရင်မုဒိတာကလွယ်တယ်တဲ့ဒါဖြစ်လို့လဲဆိုတော့ကိုယ့်ရဲ့ကစိုက်ထုတ်ကြရမလို့ဘူးအဲ့ဒီလွယ်တဲ့မုဒိတာလေးကိုခတ်နေကြပြမုဒိတာမစားနိုင်ဘူးအဲ့ဒါမေစရိယမနာလိုစိတ်တွေနဲ့သူတစ်ပါးကိုမုန်းလိုက်မယ်ဆိုရင်ဘလို့ရှုံးတတ်တယ်ဆိုတာကိုဇာလန်းလေးတစ်ပုံဝှချုလေးတစ်ပုံမြတ်စွာဘုရားရှင်ဟောကြားတဲ့ဝှချုလေးတစ်ပုံဟောပြခြင်းနဲ့မြတ်စွာဘုရားရှင်ရတဲ့ကြိုးပြီးဝေလူဝန်ကျောင်းတော်မှာတရင်လုံးတော်မူခါ